မင်္ဂလာပါခင်ဗျာ BSA channel မှာကြိုဆိုပါရစေကျွန်တော် channel လေးကတော့ဂျပန်စာနဲ့ဂျပန်နိုင်ငံဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေတဲ့ channel လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာပါတယ်ခုမျှဝေပေးမဲ့ပုံမိုးလေးတွေကလည်းကျွန်တော်နေ့စဉ်သုံးစကားပြောတွေနဲ့လုပ်ငန်းဝင်မှာလည်းအသုံးများတဲ့ပုံမိုးလေးနဲ့ကြောင်းဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ခုမျှဝေပေးမဲ့ပုံမိုးလေးနဲ့ကြောင်းတွေကပထမဆုံးအနေနဲ့ကျွန်တော်ဒီ Sister Aru ဆိုတဲ့ပုံမိုးလေးကိုကြည့်လိုက်ကြအောင်ခင်ဗျာဒီ Sister Aru ဆိုတာပေါ့နော်သူ့ရဲ့အတိတ်ပဲဒီပုံမိုးရဲ့အတိတ်ပဲကဘာလဲဆိုတော့နော်သူကတဖြည်းဖြည်းနဲ့ဖြစ်လာတယ်ပေါ့နော်ဖြစ်လာတဲ့နေရာမှာတဖြည်းဖြည်းနဲ့ဖြစ်လာပြောင်းလဲလာတာပေါ့နော်သူတခုခုကနေတခုခုပြောင်းလဲလာပေါ့တဖြည်းဖြည်းနဲ့ပြောင်းလဲလာတာပေါ့နော်ဟိုဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဥပမာဂျပန်နိုင်ငံလူဦးရေကတဖြည်းဖြည်းနဲ့နည်းလာတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ပြီးတော့ရာသီဥတုတဖြည်းဖြည်းနဲ့ပူလာတယ်ပေါ့နော်အဲ့လိုမျိုးတဖြည်းဖြည်းနဲ့ဝလာတယ်ပေါ့နော်အဲ့လိုမျိုးအကြောင်းအရာတွေကိုပြောချင်တဲ့နေရာမှာသုံးတာပေါ့နော်သူရဲ့အတိတ်ပဲကပြီးတော့သူ့ရဲ့အသုံးပြုပုံကလည်းရိုးရှင်းပါတယ်သူ့ရဲ့အသုံးပြုပုံကmask ကိုဖြုတ်ပြီးတော့ကျွန်တော်နောက်က Sister Aru ဆိုတာလေးကိုထည့်ပေါင်းလိုက်ရုံပါပဲဒီ mask ကိုဖြုတ်ပြလိုက်ပါတော့ဒါလေးကိုဖြုတ်ပြီးတော့နောက်ကနေ Sister Aru ပေါ့နော်သူရဲ့အတိတ်ပဲကပြန်ပြောရမယ်ဆိုရင်ဘာလဲဆိုတော့တဖြည်းဖြည်းနဲ့ဖြစ်လာတယ်ပေါ့နော်ဖြစ်လာတဲ့နေရာမှာတခုခုပြောင်းလဲလာတာပေါ့နော်တခုခုပြောင်းလဲလာတာပေါ့ဒါဆိုရင်သူရဲ့ဥပမာစာကြောင်းလေးကိုကြည့်လိုက်ကြအောင်သူဘယ်လိုတွေသုံးတာလဲဘယ်လိုနေရာမှာသုံးလို့ရရလဲဆိုတာကိုဒါဆိုရင်နံပါတ်1မှာပေါ့နော်ကျွန်တော်ခုနကပြောတဲ့ဥစ္စာ日本人の人口は減りつつありますပေါ့နော်ဘာလဲဆိုတော့ဂျပန်နိုင်ငံရဲ့လူဦးရေကတဖြည်းဖြည်းနဲ့လျော့လာတယ်ပေါ့နော်တောက်လျှောက်လျော့တာမဟုတ်တဖြည်းဖြည်းနဲ့လျော့လာပေါ့အခုလည်းလျော့နေတယ်ဆက်ပြီးတော့လည်းပြောင်းလဲလာတာပေါ့နော်အဲ့လိုမျိုးပြောတာပေါ့အရင်တော့အနေနဲ့အခုမတူဘူးတဖြည်းဖြည်းနဲ့ပြောင်းလဲလာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ဖြစ်လာတယ်ပေါ့အဲ့လိုမျိုးအကြောင်းအရာကိုပြောချင်တဲ့နေရာမှာသုံးတာပေါ့နော်ပြီးတော့ဒါဆိုရင်နံပါတ်2ဥပမာစာရောက်ဆိုလို့ရင်時代の変化に合わせて人々の働き方は変わりつつありますသူပြောချင်တာကခေတ်အလိုက်ခေတ်ပြောင်းလဲလာတဲ့နဲ့လိုက်ပြီးတော့တဲ့လူတွေရဲ့လှုပ်ပုံကလည်းတဲ့ပြောင်းလဲလာခဲ့တယ်ပေါ့နော်ဟုတ်ပါတယ်ကျွန်တော်တို့လူတွေရဲ့အလှုပ်ပုံဥပမာအခုဆိုIND သမားတွေဆိုရင် remote job တွေပါတယ်ရှိရပါတော့ပြီးတော့အရင်နေပြီးမှအလုပ်လုပ်လို့ရတဲ့ဟာမျိုးတွေဖြစ်လာတယ်ပေါ့နော်ပြီးတော့နောက်ပိုင်းမှာဆိုရင်အလုပ်ကိုတရက်ကို9ရက်မသွားဘဲတစ်ပတ်ကို3ရက်ပဲသွားတာအဲ့လိုအဲ့လိုမျိုးအလုပ်တွေများလာခဲ့ပါတော့ဒါကြောင့်အဲ့လိုမျိုးပြောင်းလဲလာတာပေါ့နော်အရင်ကလိုအလုပ်ကြီးတိုင်းလုပ်တာပေါ့အိမ်ကနေလည်းလုပ်လို့ရတာမျိုးကိုပြောချင်တာပေါ့နော်အဲ့လိုမျိုးပြောင်းလဲလာတယ်ပေါ့ဒါနံပါတ်3မှာဆိုရင်တန်ကီဝါလာအဆုခုနာလီဆဆအာလီမတ်တန်ကီရာသီဥတုကတဲ့အဆုခုနာလီဆဆအာလီမတ်ရာသီဥတုကလည်းတဲ့ရာသီဥတုကပူလာတယ်ပေါ့နော်ပူလာနေအရင်ကဟိုမှာຫນွေတော့ကဆောင်းရည်တော့မပူဘူးအခုຫນွေရာသီရောက်တော့ပူလာတယ်ຫນွေဥတော့မပူဘူးကျွန်တော်တို့ဒီຫນွေရောက်မှပူလာတယ်ပေါ့နော်အဲ့လိုရာသီဥတုတဖြည်းဖြည်းနဲ့ပူလာတယ်ပေါ့နော်အားကြောင့်မို့ရှေ့အကြောင်းအရာတွေကနေနောက်အကြောင်းအရာကိုတဖြည်းဖြည်းနဲ့ပြောင်းလာတာမျိုးလေးမှာသုံးချင်တာဖြစ်ပါတယ်သူကတဖြည်းဖြည်းနဲ့ဖြစ်လာတယ်တဖြည်းဖြည်းနဲ့ပြောင်းလဲလာတာပေါ့နော်အဲ့လိုမျိုးအကြောင်းအရာတွေကိုပြောချင်တဲ့နေရာမှာသုံးပါတယ်ပြီးတော့ဒီ Sister Aru ဆိုတဲ့ပုံလေးကျွန်တော်တုတ်ကိုင်းနေမှာလဲတော်တော်များပါပါတယ်လုံးဝမှတ်ထားတဲ့ပုံလေးပါပြီးတော့သူကဘယ်လိုသုံးလာလဲဆိုတော့ဒီမှာကြည့်လိုက်ပါတော့ဆိုရင်ကန်ရှော Sister Aru ဆိုတာကန်ရှောဆိုတာလျော့နေလာတယ်ပေါ့နော်ကန်ရှော Sister Aru ဆိုတာလျော့နေလာတယ်တဖြည်းဖြည်းနဲ့နဲလာခဲ့တယ်ပေါ့နော်ပြီးတော့ကီလိုမာလီ Sister Aru တဖြည်းဖြည်းနဲ့ကျေပြန့်လာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ကျေလာတယ်ဖြည်းဖြည်းနဲ့ကျေပြန့်လာတယ်ပေါ့နော်အဲ့လိုမျိုးနေရာတွေမှာလည်းသုံးပါတယ်ပြီးတော့ဒီမှာအခုရှင်းပြနေတာဒီတန်ခီပေါ့နော်တန်ခီနဲ့ကျွန်တော်ခီဆဲဆိုနဲ့ဘာကွာလဲလို့ခါလေးကြရင်ပေါ့ကျွန်တော်တို့5 4တုန်းကလည်းမေးတာပေါ့နော်ဘာကွာလဲကျွန်တော်အဲ့တော့မေးဘူးတယ်ဆရာမတွေကိုအဲ့တော့တန်ခီနဲ့ခီဆဲဆိုတာဘာကွာလဲတော့ခီဆဲစစ်ဆိုတာကျွန်တော်တို့ယာဒီဥတုကိုပြောယာဒီဥတုဆိုတာဥမာဂျပန်မှာဆိုရင်ယာဒီဥတု4မျိုးရှိတယ်မြန်မာမှာဆိုရင်ယာဒီဥတု3မျိုးရှိတယ်အဲ့လိုယာဒီဥတုပြောရပါတော့ဒီတန်ခီဆိုတာကဒီနေ့နေပူတဲ့နေမိုးရွာတယ်ပေါ့နော်အဲ့လိုမျိုးတန်ခီနေတာတော့ခဏနေတာအတွက်သုံးတဲ့နေရာတွေမှာသုံးတာပါပေါ့နော်ဒီတန်ခီဆိုတာခေဝတန်ခီရဲ့ EE တဲ့စနေတော့နော်အဲ့လိုမျိုးနေရာမှာသုံးတာပေါ့နော်ခေဝခီဆက်ဆုက EE တဲ့စနေလို့မသုံးပါဘူးခီဆက်ဆုဆိုတော့ကျွန်တော်ယာဒီဥတုကိုပြောရနေမှာသုံးပါတယ်ပေါ့နော်ခီဆက်ဂျပန်မှာဆိုရင်ခီဆက်ဆု4မျိုးရှိတယ်ညီမမှာဆိုခီဆက်ဆု3မျိုးရှိတယ်ပေါ့နော်
အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီစွတ်စွတ်အားတို့ရဲ့အသုံးပြုပုံရဲ့အတိတ်ပဲကိုတေချာနားလည်မယ်လို့ထင်ပါတယ်သူရဲ့အတိတ်ပဲကတဖြည်းဖြည်းနဲ့ပြောင်းလဲလာတယ်တဖြည်းဖြည်းနဲ့ဖြစ်လာတယ်သူရဲ့အသုံးပြုပုံက bus ကိုမှတ်ဖြုတ်ပြီးတော့နောက်ကစွတ်စွတ်အားတို့ထည့်ပေါင်းလိုက်ရုံပါပဲ Okay ဒါဆိုရင်ကျွန်တော်နောက်ဒီဒုတိယမိုးလေးကိုတွားလိုက်ရအောင် Okay ဒုတိယပုံမိုးလေးကနာနီပါနာနီဟိုတိုပေါ့နော်နာနီပါနာနီဟိုတိုကဲကြည့်မယ်သူရဲ့အတိတ်ပဲကနာနီတခုခုလှုပ်လိုက်ရင်တခုခုလှုပ်တလောက်ပေါ့တခုခုသူရဲ့အတိတ်ပဲကတခုခုလှုပ်မယ်ဆိုရင်တခုခုလှုပ်တလောက်အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်ပြီးတော့သူရဲ့အသုံးပြုပုံက bad တခုခုလှုပ်လိုက် bad လှုပ်မယ်ဆိုရင် bad ဟိုတိုပေါ့နော်တခုခုလှုပ်မယ်ဆိုရင်တခုခုလှုပ်တလောက်ပေါ့ဥပမာဆိုလို့ရှိရင်စာစူးစမ်းလိုက်ရင်စူးစမ်းတလောက်အမှတ်ကောင်းနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ခီးဗာလဲသွားလိုက်ရင်သွားတလောက်ခီးရောက်နိုင်တယ်အဲ့လိုအတိတ်ပဲမျိုးပေါ့နော်သူရဲ့အသုံးပြုပုံသူရဲ့အတိတ်ပဲပေါ့နော်ဒါ Okay သူရဲ့အသုံးပြုပုံဒီမှာကြည့်ရအောင် bad ဆိုလို့ရှိရင် bad reba ပေါ့ bad ဆိုရင် bad reba ပေါင်းမယ် mask ကိုပြော reba ပေါင်းမယ်ပြီးရင် bad holo ပေါ့နော်ဒါဆိုရင် bad ဆိုရင်တနည်းအားဖြင့်ဥမာစာရအောင်နဲ့ကြည့်လို့ရပါတယ် Okay တကယ်လို့ ELG နဲ့လာမယ်ဆိုရင် ELG ဆိုရင်ရှေ့က E ကိုဖြုတ်ပြီးတော့ carry ပါပေါင်းရတယ်ဒီ carry ပါပေါင်းတော့ E ကိုဥမာဆိုလို့ရှိရင်အာဆို carry ပါစာမှုဆိုစာမှု carry ပါပေါ့နော်အဲ့လို E ကိုဖြုတ်ပေးရနောက်ကတော့ E hold ပေါ့နော်ဒီမှာကြည့်ပါ E ရနှလုံးပေါ့နော် E hold E ဒီနောက်က E မှာကျွန်တော် E ဖြုတ် ELG ဒီမှာကျွန်တော် E ဖြုတ်เสียမလိုပါဘူးတကယ်လို့နာ AGD ဖြစ်မယ်ဆိုလို့ရှိရင်နာတဲ့အားရပါနောင်ဆိုရင်နာတကယ်လို့နောင်ပြည့်ခဲ့တဲ့နောင်တဲ့အားရပါပေါ့နော်အဲ့လိုလည်းသုံးလို့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းနောင်တဲ့အားရဟိုတို့နာကြည့်ဆိုနာအချစ်တဲ့အားရဟိုတို့တဲ့အားရဟိုတို့လေးပါသွားပေါ့နော်တော်တော်များများကနောင်တို့ဒီနောင်နဲ့နာအချစ်ကအသုံးပြုဖို့နည်းနည်းလေးဆင်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဥပမာစာကြောင်းလေးကိုနည်းနည်းကြည့်လိုက်ရင်တော့ရှင်းသွားပါပဲဒါဆိုရင်ကျွန်တော်အောက်ကဥပမာစာကြောင်းလေးကိုကြည့်လိုက်ကြအောင် Okay လာပါပြီနံပါတ်1ကပါလဲဆိုတော့လျော်လီဝစကုရေပါစကုရဟိုတိုဂျောဇူနီနာလီမတ်လျော်လီဝစကုရေပါဟင်းကချက်လျင်နဲ့စကုရဟိုတိုချက်တလောက်ဂျောဇူနီနာလီမတ်ဟင်းကချက်လျင်ချက်တလောက်တော်လာတယ်ပေါ့နော်ဟင်းချက်ရင်ချက်တလောက်မင်းချက်တက်လာလိမ့်မယ်တော်လာလိမ့်မယ်ပေါ့နော်အဲ့လိုပြောချင်တာဖြစ်ပါတယ်ညမှာဆိုရင်ဆွီကာဝအမခဲရပါအမိုင်းဟိုတိုဟိုစီတက်ဆွီကာဝတော့ကျွန်တော်ယထာကပြောမှာပေါ့ဖေးဒီကိုပြောတာပါဆွီကာဝအမခဲရပါချိုးလို့ရှိရင်ပေါ့အမိုင်းဟိုတိုချိုးတလောက်ပေါ့နော်ဟိုစီတက်ဖေးဒီကချိုးရင်ချိုးတလောက်အရသာရှိရပေါ့နော်ဟုတ်ပါတယ်ဖေးဒီကချိုးတလောက်အရရှိရဆိုတော့ချင်းလို့ရှိရင်တော့တိတ်ရတာမရှိဘူးအဲ့လိုပြောချင်တာဖြစ်ပါတယ်ဒီမှာဆိုရင်ဒါ ESG တွေပေါ့နော်အမိုင်းဆိုချိုးတော့ပေါ့နော်အမိုင်းဆိုတော့ E ကိုဖြုတ်ပြီးတော့အမခဲရပါဒီမှာဆိုရင် ELG ကိုတိုင်းထည့်လိုက်တယ်အမိုင်းဟိုတို့ချိုးတလောက် OEC test ချိုးရင်ချိုးတလောက်ရတာရှိတယ်ဒါမှဆိုလို့ရှိရင်နံပါတ်3ပေါ့နော်နံပါတ်3မှာဆိုရင်ယူမေးတဲ့အာရဘအာရူဟိုတိုယူမေးတဲ့အာရဘဒီနေရာမှာအာရူဟိုတိုကိုပါတယ်ယူမေးနာဟိုတိုယူမေးတဲ့အာရူဟိုတိုလည်းရပါတယ်ဒီတိုင်းအာရူဟိုတိုလည်းမှန်ပါတယ်တကယ်လို့ယူမေးတဲ့အာရူဟိုတိုလည်းမှန်ပါတယ်တိုင်ဟန်နာခိုတိုမိုအာလီမတ်ပြောချင်တာကယူမေးတဲ့အာရဘနာမည်ကြီးရင်လေအာရူဟိုတိုကြီးသလောက်တိုင်ဟန်နာခိုတိုမိုအာလီမတ်ကျွန်တော်တို့နာမည်ကြီးရင်လည်းကြီးသလောက်တဲ့ပင်ပန်းတဲ့အရာလည်းရှိတယ်ပေါ့ပြောချင်တာကကျွန်တော်နာမည်ကြီးလို့ရှိရင်လည်းလူကြသူကြမှာလူလည်းမသွားဘူးပေါ့နော်အဲ့လိုပြောချင်တာဖြစ်ပါယူမေးတဲ့အာရဘအာရူဟိုတိုတိုင်ဟန်နာခိုတိုမိုအာလီမတ်ပေါ့နော်ဒီကဲလို့ဒီညမှာ noun ဆိုလို့ရှိရင်လည်းဒီတိုင်း noun လည်းသုံးလို့ရပါတယ်ဒီတိုင်းတဲအာရူနောက်ဆိုတဲအာရူနဲ့သုံးရတာဖြစ်ပါတယ်noun တဲအာရဘ noun တဲအာရူဟိုတိုတိုင်ဟန်နာခိုတိုမိုအာလီမတ်အဲ့လိုမျိုးတွေသုံးလို့ရပါပေါ့နော်သူရဲ့အတိတ်ပဲကတခုလှုပ်လို့ရှိရင်တုတ်တက်လောက်ဒေါ်လာမယ်ပေါ့နော်တခုစားရင်စားသလောက်ဝါလာမယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်
ပြီးတော့ခရီးသွားရင်သွားသလောက်ရောက်လာမယ်လေ့လာရင်လေ့လာသလောက်တော်လာမယ်ပေါ့နော်တခုလို့ရင်လုပ်သလောက်ဖြစ်လာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်သူရဲ့ဥစ္စာကဘတ်ဆိုရင်ဘတ်ရပါအမစကူရပါပေါ့နော်ဒါဆိုရင်လုပ်စကူရပါဘတ်လူဟိုတိုပေါ့ဤအကြီးဆိုရင် e ကိုဖြုတ်မယ်ခဲရပါပေါင်းမယ်ပြီးလို့ဆိုရင် e ဟိုတိုထည့်လိုက်ပါမယ်နောက်နာကြီးဆိုလို့ရှိရင်လည်းနာတဲ့အရပါသို့မဟုတ်နာရနာတဲ့အရပါသို့မဟုတ်နောင်ဆိုလည်းနောင်တဲ့အရပါတဲ့အရပါပေါင်းလိုက်လို့လည်းဖြစ်ပါတယ်ပြီးလို့ရှိရင်နောင်တဲ့အရဟိုတိုသို့မဟုတ်နာအချစ်တဲ့အရဟိုတိုပေါ့နော်နာကိုဖဲစရာတော့မလိုတော့ဘူးနော်တဲ့အရဟိုဒီမှာကြည့် you made တဲ့အရပါ you made နာဆိုနာမည်ကြီးတော့ပေါ့နော်အဲ့လိုလေးဖြစ်ပါတယ်Okay ဒါဆိုရင်ကျွန်တော်ခုရှင်းပြပေးသွားတဲ့စွတ်ရဲ့ပုံပိုရဲ့ဒီ rap ပါဟိုတူရဲ့ပုံပိုရဲ့ဟုတ်ရှင်းပြပေးသွားပြီဖြစ်ပါတယ်ပြီးတော့ဒီ99 Nishita ကတဲ့ဆိုတဲ့ပုံကတော့ကျွန်တော်နောက်ဗီဒီယိုမှာရှင်းပြပေးတော့ဖြစ်ပါတယ်ပြီးတော့ကျွန်တော် N3 N2 ပုံပိုနဲ့ပတ်သက်တာကိုသိချင်တဲ့ပုံပိုကိုနားလေရှင်းပြပေးသေးခြင်း comment မှာရေးသွားပြီးလို့ရပါတယ်အခုကတော့ကျွန်တော်ဒီပုံပိုနှစ်ခုကိုပဲရှင်းပြပေးတော့ဖြစ်ပါတယ်နောက်ဗီဒီယိုမှာတော့ဒီရှီတာကတဲ့နဲ့တခြားပုံပိုတစ်ခုကိုရှင်းပြပေးတော့ဖြစ်ပါတယ် Okay အားလုံးလည်းဂျပန်သားတွေတော်ကြပါစေခင်ဗျ